မရွှာရဲ့အလှကပါညီမြတ်မဟာစီကရှင်မေမိုးကောင်းဖျားပွဲတရားတော်တန်တွေစီရအတမစဲမဟာပထံပွဲအောင်စီကြောင့်စုချွေရဒီပွဲကြီးဖြစ်မြောက်ဖို့တို့လူငယ်တွေရှိကတယ်လို့မညီပဲလက်ချင်းတွေခိုင်ခိုင်တွဲတွေးတင်လောင်းတဲ့လူငယ်တွေရဲ့ဇွဲနဲ့ဒီပွဲမြင်တဲ့တန်းခေါင်တိုင်းအောင်လဲစွမ်းအားတွေမလျှော့ပဲအလူတော်ရေးဆက်ချဖို့အားလုံးကတက်ကြွစေရွာကလူငယ်တွေ hey စွမ်းအားတွေကအပြည့်ရှင်မမိုးကောင်းပြပွဲကြီးအောင်မြင်ပြီးပြုတ်လူတော်ကြီးစီလုံးချင်းရဲ့အင်အားတွေနဲ့တို့တွေလုံးပြလိုက်ပြီတာဒူခေါ်စီခြင်းပြီရုပ်ရလည်းမပြတ်စေရခေရစီလည်းသိရဘာသာသာသနာအတွက်ဆိုလူငယ်တွေ